ကြိုက်တာသုံးလုံးပိတ်ခွန်လုံးပိတ်အနခုကြိုက်တော့သုံးလုံးပိတ်ကဘယ်လိုလဲဆိုတော့ဒီနေ့ကြိုက်တာကသုံးပိတ်သုံးမဟုတ်ခွန်ပိတ်သုံးပိတ်ကိုရင်ပြမယ်ဒီနှလုံးရှင်းနဲ့ဒီတင်းနဲ့ကိုအဲ့ကိုဒီနှလုံးငါးနဲ့လေးနဲ့ကိုဒီနှလုံးသုံးညနဲ့ဒီငါးနဲ့ငါအဲ့ဒီငါကိုဒီနှလုံးရှင်းနဲ့ခွန်နဲ့ငါဒီနှလုံးသုံးညနဲ့ဒီခွန်နဲ့ခွန်အဲ့ဒီခွန်ဒီနှလုံးကိုနဲ့ရှင်းနဲ့ခွန်ဒီနှလုံးသုံးညနဲ့ဒီကောင်နဲ့6ဒီနှလုံးသုံးနဲ့ဒီမှာ3ထဲမှာ6နောက်တစ်မျိုးပြန်လာတော့ငါဒီရှိငါရှိဒီငါကို4 6 5ဒီတေကို1 6 4ဒီရှိကို6 5 9ရှိဒီငါကို6 1ရှိကငါဒီရှိကိုငါ3ထဲမှာရှိအဲ့တော့ဝင်ကြတယ်နောက်ကြောက်တဲ့တလုံးကခွန်အဲ့ခွန်ဘယ်လိုလဲဒီထိတ်နဲ့ဒီပရိနဲ့တက်ဒီလုံးခွန်နဲ့နေနဲ့တက်ဒီထိတ်နဲ့ဒီပရိနဲ့ခွန်ဒီလုံးတောင်ညနဲ့ဒီခွန်နဲ့ခွန်ဒီထိတ်နဲ့ဒီပရိနဲ့တော့အဲ့တော့ဒီလုံးငါးနဲ့ရှင်းနဲ့တော့ဒီထိတ်နဲ့ဒီပရိနဲ့ကိုအဲ့ကိုဒီနှလုံးနှစ်နဲ့ဒီမှာခွန်ထဲမှာကိုသုံးမဟုတ်ခင်အဲ့ခွန်ကြောက်တာအဲ့တော့ဘာနဲ့ထိုးလဲတော့လေးထိတ်နဲ့ကြိုက်တယ်လေးထိတ်ကဘယ်လိုလဲ3ခွန်တင်မှာ3လုံးပေါင်းရင်3 4ပေါင်းရင်ခွန်4ပေါင်းရင်1ဒီပရိနဲ့1ကို4ပေါင်းရင်5ဒီလုံး1နဲ့